အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘော့စနီးယားနိုင်ငံရဲ့တိုက်စစ်မှုတအုပ်ဖြစ်တဲ့ဒီစီကိုရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီစီကိုကဘော့စနီးယားနိုင်ငံရဲ့ကနဝင်တိုက်စစ်မှုတအုပ်ဖြစ်ပြီးတော့သူဟာဥရောပထိပ်တန်းလိတွေမှာကိုသင်းဆက်အဖြစ်နာမည်ကျော်ကြားလာခဲ့သူပါသူကတော့1986ခုနှစ်မတ်လ19ရက်နေ့မှာဘော့စနီးယားနိုင်ငံဆာရာဂျာပိုမြို့မှာမွေးဖွားခဲ့ပါတယ်ဒီစီကိုက2008-2009ရာသီမှာတော့ဝူဘတ်အသင်းအတွက်သွင်းကိုများစွာသွင်းယူပြီးဝူဘတ်အသင်းကိုဘွန်ဒေးလီဂါဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။အဲဒီတော့သူကမန်ချက်စတာစီးတီးအသင်းကိုပြောင်းရွှေ့ရောက်ရှိခဲ့ပြီးတော့ပရီးမီးယားလိဖလား2ကြိမ်ရရှိခဲ့ပါတယ်။အဲဒီနောက်ဒီမှာတော့ရိုမာအသင်းနဲ့အင်တာမီလန်အသင်းတို့မှလည်းအောင်မြင်မှုများစွာရရှိခဲ့ပြီးစီးတီးရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်းရပ်တည်ခဲ့ပူးပါတယ်။ဒီစီကိုရရှိခဲ့တဲ့အဓိကစူပလာတွေကတော့ဘွန်ဒေးလီဂါဖလား1ကြိမ်ပရီးမီးယားလိဖလား2ကြိမ်FAကပ်1ကြိမ်လီဂ်ကပ်1ကြိမ်ကွန်မြူနတီရှီး1ကြိမ်ကိုပါအီတလီယာ2ကြိမ်နဲ့စူပါကိုပါအီတလီယာနာ2ကြိမ်တို့ပဲဖြစ်ပါတယ်ဒီစီကိုရဲ့တဦးချင်းအောင်မြင်မှုတွေကတော့ဘွန်ဒေးလီဂါရဲ့2009-2010သွင်းဂိုးများဆုံးကစားသမားစု2016-2019ခုနှစ်မှာတော့စီးတီးရဲ့ထိပ်တန်းဂိုးသွင်းသူစုဒီစီကိုဟာဘော့စနီးယားနိုင်ငံရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားတဦးလည်းဖြစ်ပါတယ်ဒီစီကိုဟာအရက်မြင့်ကောင်းမှုကောင်းတိုက်သွင်းယူနိုင်မှုဂိုးရှိအဆုံးသက်ကောင်းမှုတွေကြောင့်ခေတ်သစ်ဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတူဦးဖြစ်သတ်မှတ်ခံရသူဖြစ်ပါတယ်ဒါကြောင့်လည်းဘောလုံးကိုရှိတဲ့ပြည်သက်တွေအနေနဲ့ဒီစီကိုရဲ့သွင်းဂိုးတွေစွမ်းဆောင်ရည်တွေကိုပြန်လည်ခန်းစားနိုင်စေဖို့ကျွန်တော်ဗီဒီယိုလေးနဲ့တကွတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်